ဒီဝိညာဉ်သိ level တစ်ခုရဲ့သတိကိုကျွန်တော်မတက်နိုင်ဘူးပြောချင်တာသတိရလဲသူများပြောတဲ့သတိဆိုတာအဲ့ဒါဝိညာဉ်သိ level သတိဖျားပွဲမှာသိတာကျွန်တော်ကတင်ညာနဲ့ရေမဖိတ်အောင်ထားတဲ့သတိပဲချော်မလဲအောင်ထားတဲ့သတိပဲဒီသတိကတော့ကျွန်တော်ဘာမှဖြစ်မှာမဟုတ်ဘူးတင်ထားတာပဲသတိနဲ့လုပ်ဒါမလို့ဒီဝိညာဉ်သိဟာဒါအရေးကြီးဒီဝိညာဉ်သိမရောက်လို့အကုန်ပြဿနာတက်နေတာကျွန်တော်တို့တရားလောကမှာလည်းပြဿနာတွေအများကြီးဖြစ်တာဘယ်ကိုမရောက်လဲဒီဝိညာဉ်သိကိုတကယ်မရောက်လို့တင်ညာသိတွေဆိုညင်းစရာတွေအများကြီးပဲသူ့မျိုးပဲအဲ့တော့ဒီဝိညာဉ်သိရောက်ရင်ညင်းစရာကိုမရှိတော့ဘူးမားတယ်မှန်တယ်လည်းပြောစရာလည်းမရှိတော့ဘူးစတဲ့ပြီးတော့ဒီလိုနားလေရမှာဖြစ်ပါရဲ့เนาะဒါမှမဟုတ်ရှေးစိတ်နောက်စိတ်ရတာအရေးကြီးတယ်ကျွန်တော်တို့ကเนาะဒီဟာလေးကဒါမှမဟုတ်တရားအထုတ်တယ်ဆိုတာဝိညာဉ်သိဟာဒီရှေးစိတ်လေးကိုနောက်စိတ်ကကြည့်ရတယ်ပြောချင်တာအဲ့ဒါဆိုရင်ကျွန်တော်မြင်တဲ့မှတ်ကြားတဲ့မှတ်မာသီဆရာတော်ဘုရားကြီးကဒါပြောတာမိုးကုတ်ဆရာတော်ရှင်းစိတ်ဖြစ်ပြနောက်စိတ်ပဲမြင်စိတ်ဖြစ်ပြနောက်ကသတိရမယ်ကြားစိတ်ဖြစ်ပြနောက်ကသတိရမယ်ဒီလိုသွားတာပြောချင်တာတအားခက်တယ်ဘယ်အဲ့ရှင်းစိတ်ဖြစ်ပြနောက်စိတ်မဲ့ကတိတောင်မသိဘူးဖြစ်ပြမဲ့ကခဏနေအောင်ရှင်းစိတ်နောက်စိတ်ကိုမသိဘူးဖြစ်နေကျွန်တော်တို့မှာဒီလောက်ဒေါလို့ရနေခွေးလို့သိပြောချင်တာခွေးလို့သိတဲ့အချိန်မှာကြားတာမရှိတော့အဲ့တော့ကြားတာမရှိတော့ကြားတာရှင်းစိတ်သိလိုက်တာနောက်စိတ်အဲ့တော့ရှင်းစိတ်ကိုနောက်စိတ်ကသိလိုက်တယ်မှာရှင်းစိတ်ကပြတ်သွားတယ်မရှိတော့ဒီချိန်မှာနှစ်စိတ်ပြန်မယ်ဒါကြီးကစံလို့ဖြစ်တယ်ပြောချင်တာဒါကိုနားလည်လက်ခံနိုင်မှုတောင်မလွယ်ဘူးဘေကင်နာတွေဥမာသားနဲ့ဘာတွေပြောမှန်းကိုသိမှာမဟုတ်ဘူးပြောချင်တာကျွန်တော်တို့ကဒါကြောင့်မလို့နည်းနည်းတရားကနည်းနည်းလေးကျွန်တော်တို့ကဟိုခေါ်ဖို့နည်းနည်းခက်နေတာကိုသွားတွေ့ရတာပေါ့နော်